ချစ်သူဆောင်ရွက်တွေတငယ်ချင်းမိတ်ဆွေတွေကိုအမတ်တရားလက်ဆောင်ပေးခြင်းတဲ့လူတွေကဆိုင်ကိုလာလို့ရပါတယ်ဆိုင်မှာနှုတ်အမျိုးမျိုးလေးရှိပါတယ်ပန်းအနက်ဝတီအနက်အသီးလည်းအမျိုးစုံသူတို့ကြိုက်တဲ့အနက်လေးတွေကိုကိုယ်တိုင်ဆက်ပြီးမှလက်ဆောင်ပေးလို့ရပါတယ်ရေမွေးတွေကိုကိုယ်တိုင်ဆက်ရတဲ့အနက်မလို့တယောက်တည်းရှိမဲ့အနက်လေးဖြစ်သွားမှာပေါ့ကုမ္ပဏီအတွက်လည်းသူတို့လိုချင်တဲ့အနက်ပုံစံတွေကို customize လုပ်ပေးပါတယ်ကျမတို့ဆိုင်ကတော့ Air Fragrance Studio ဖြစ်ပါတယ်ကျမတို့ဆိုင်ရဲ့ scan လေးကိုဖတ်မှမိခွန်းလေးတွေဖြည့်လို့ရပါတယ်ကိုယ်နဲ့ live ဖတ်မဲ့ note လေးတွေထွက်လာပါမယ်ပေးထားတဲ့အကြံတွေနဲ့ရေမွေး Fragrance Wall မှာအနက်လေးတွေယူလို့ရပါတယ် Fragrance Wall မှာကတော့အနက်မျိုးစား80ထားပေးပါတယ် Top Note Medium Note Base Note ဆိုမှ3မျိုးရှိရဲ့အနည်းဆုံးတော့တစ်ခုစီပြီးရမှာပေါ့5ခု10ခုရွေးချင်တယ်အဲ့ဒါတော့အကန့်အသတ်မရှိဘူးအတိအကကိုကြိုက်တဲ့အနက်ရွေးရဖို့ပဲကိုကြိုက်တဲ့အနက်လေးတွေကိုစမ်းသပ်ပြီးတာနဲ့ကိုလိုချင်တဲ့ blend site ပေါ်မူတည်ပြီးမှဆိုင်ဖက်က grand chain လေးတွေတွက်ပေးပါမယ်လက်ခံသုံးပစ္စည်းတွေနဲ့ကိုယ်တိုင်ရေမွေးပြန်ဆက်လို့ရပါတယ်ပလဲထည့်ပြီးတာနဲ့ရေမွေးကိုလက်ဆောင်စကားလေးတွေပဲပြောချင်တာဖြစ်ဖြစ်ကိုကြိုက်တဲ့စာလေးကိုရေးလို့ရပါတယ် packaging ကတော့ကျမတို့ကဘူးနဲ့လုပ်ထားရဲဆိုတော့လက်ဆောင်ပေးရလည်းအဆင်ပြေပါတယ်ရေမွေးမဆက်ဘူးလို့မလုပ်တတ်လို့ဆိုတာမစိုးရိမ်ပါနဲ့ဆိုင်မှာ customer တွေလိုချင်တဲ့အနက်ရအောင်ကူညီပေးပါမယ်ဆိုင်လိပ်စာကတော့မျိုးရှင် SP နဲ့ Wall Street လမ်းကြားတဲ့ဝင်ခဲ့ရင်ရောက်ပါတယ်ရေမွေးကိုစိတ်ဝင်စားတဲ့လူပဲဖြစ်ဖြစ်ကိုယ်တိုင်အနက်ကိုပဲဖန်တီးချင်တဲ့ပဲဖြစ်ဖြစ် Air Fragrance Studio ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်